Hello အားလုံးပဲမင်္ဂလာပါကျမကတော့ဂျပန်မှာ language school လာတက်တုန်းကပေါ့နော်အမတ်တရရိုက်ခဲ့တဲ့ဗီဒီယိုလေးတွေကိုကျမ YouTube မှာပြန်တင်ပါတယ်ဒါကတော့ကျောင်းကဝယ်မှာပါတငယ်ချင်းလေးနဲ့တူတူပြောလိုက်ပါလိုက်တပုံနေရိုက်လိုက်ကြပေါ့နော်စားလိုက်တောက်လိုက်ကြကဲကျမတို့မြန်မာဝတ်စုံလေးနဲ့အားဖြည့်ခဲ့ပါတယ်ဒါပါယူကြည့်တော့ဟာကဲအဲ့ဒီမတိုင်ခင်တော့ကျမတို့နှင်းနေအရန်ကြပါတယ်အရန်လည်းအေးပါတယ်အေးပြီမဲ့လည်းကျမအရန်လာကြိတ်တဲ့အတွက်ကျမလက်ရှိမဟုတ်ဘူးပေါ့နော်တော်သေးလို့မပြတယ်ကျမဒါပြင်းတဲ့တငယ်ချင်းလေးနဲ့ပါဒါလေးကတော့ကျမရဲ့ချစ်ဆုံးထိုင်လန်လေးပါကဲကျမတော့နောက်ဆုံးမှာတော့မန်နဲ့ကမခွာတော့ပါဘူးကျမနဲ့တကုံလေးရိုက်ပါတယ်ဘယ်သူမှမရှိဘူးဆိုပြီးတော့ကဲအဲ့ဒါနဲ့ကျမတို့ကျမတငယ်ချင်းအရှိမပြောရတာပေါ့နော်ခုကြိုက်တဲ့ခေါင်းစဉ်နဲ့သူကတော့ဂျပန်လူမျိုးတွေနဲ့ကျမတို့နိုင်ငံခြားသားတွေရဲ့ channel ချက်လေးတို့ပြောခဲ့ပါတယ်ရမ်းမဲမကောင်းပါတယ်ဒါကတော့ဒီပေါ်သူလေးတွေပါကဲဆုံးဖြတ်ကြည့်ပြကြပါဦး